Okay, get လေးနည်းနည်းကြည့်ကြည့်အောင်ပေါ့နော် get က verb to do မျိုးစားဖြစ်တဲ့အတွက်ကာလာခွဲမယ်ဆိုရင် get getting getting got good got gotten gotten got လည်းသုံးလို့ရတယ် gotten လည်းသုံးလို့ရတယ်သူ့ရဲ့ပထမအဓိပ္ပာယ်ကရသည်ပေါ့နော်ဒီကအနည်းလေးနဲ့သုံးကြည့်အောင်သူအလုပ်ရတယ် he gets a good job ပဲ that's ထားပါတော့ job okay သူမုံမိုးရတယ်ပေါ့ he gets that's pocket money okay နောက်တစ်ခုကရောက်တာလား out okay နောက်တစ်နေရာကိုရောက်တာပေါ့ okay အဲ့တော့တစ်နေရာကိုရောက်မယ်ဆိုရင် preposition ဘာထည့်ပေးရမှာလဲ equals at okay to ထည့်ပေးရမှာနော် he gets to school on time အချိန်မှန်သူအကြောင်းကိုရောက်ပါတယ် okay နော် he gets to the office okay နော် at 8ရှင်းလိုက်ဆိုရင်သူရုံးကိုရောက်ပါပြီဒီနောက်တနေရာကိုရောက်တယ်ဆိုရင် to လေးနဲ့သုံးပေးရတယ်ဒါပေမဲ့ place of adverb တွေနဲ့ဆိုရင်တော့ to မလို့တော့ဘူးဥမာသူအိမ်ပြန်ရောက်ပြီ he gets home တန်းပြီးတော့သုံးတယ်နော် okay သူအဲ့ဒီကိုရောက်ပြီ he gets there okay နော်နိုင်ငံခြားကိုရောက်တယ် he gets abroad that's abroad ဒီလို place of adverb တွေနဲ့ဆိုရင်တော့ to မလို့တော့ဘူးနော် okay ရသည်နောက်တစ်ခုကတနေရာကိုရောက်သည်နောက်တစ်ခုကဘာလဲဆိုရင် adjective လေးနဲ့တွဲသုံးတာအဲ့ဒီ adjective အတိုင်းဖြစ်သွားတယ်ပေါ့နော်ဥပမာသူစိတ်ဆိုးသွားတယ် he gets angry that's angry with me သူကျွန်တော်ကိုစိတ်ဆိုးသွားတယ်နော်သူအလုပ်လုပ်ပြီးရဲ့နောက်မှာ after he works hard ကြိုးကြိုးဆဆလှုပ်လှုပ်ပြီးတဲ့နောက်မှာတော့သူပင်ပန်းသွားတယ် he gets tired that's tired okay နော်တော့သူအိမ်အောင်ကြတယ်ဒီကအတိတ်နဲ့သုံးကြည့်မှာပေါ့နော် he got married married last 2 years ငယ်နှစ်နှစ်ကသူအိမ်အောင်ကြတာနော်နောက်တစ်ခုက get ရဲ့အသုံးကဘာနဲ့သွားတူလဲဆိုရင် take နဲ့သွားတူတယ် okay နော် fetch လို့လည်းသုံးလို့ရတယ် okay နော်တစ်ခုခုကိုသွားခေါ်တာပေါ့သွားလူဆိုရင်တော့သွားခေါ်တာပေါ့နော်တတ်မဲ့ဆိုရင်တော့သွားယူတာပေါ့ get something somebody လို့သုံးလို့ရတယ် okay ခြေတစ်ခွက်လောက်သွားယူပေးပါ please go please and get a glass of water ပေါ့တောင်းဝင်လဲ some water ပေါ့နော်ကျေးဇူးပြုပြီးရေလေးသွားယူပေးပါအောင်သွားပြီးတော့ယူလာပေါ့နော် okay နော် now go and get the doctor yeah he's ill သူနေမကောင်းဘူး he's ill you should go and get the doctor ဒါဆိုရင်ဆရာဝန်ကြတော့ဘာတော့လောက်ခိုင်းတော့ ก็ขอไข่ဆရာဝန်တော့ပြန်တော့နော် you should get the doctor quickly နော်မြင်မြင်ဆရာဝန်တော့ပြီးတော့ပြန်လိုက်အောင် okay get ရဲ့အဓိပ္ပာယ်ဟာကျွန်တော်တို့တစ်ခုခုရတာတနေရာကိုရောက်တာ adjective နဲ့တွဲပြီးတော့အဲ့ဒီ adjective တိုင်းဖြစ်သွားတာနောက်တစ်ခုကတယောက်ယောက်တစ်ခုခုကိုတွားယူတာတွားခေါ်တာသုံးလို့ရတယ်နော် okay အဲ့တော့ဖတ်ကြည့်ပါအောင်ရင်းမဲ့ဆိုရင်တော့မူရင်းကရိယာနော်အဲ့ဒါလေးကိုမမေ့နဲ့ s ပြုတ်သွားမယ် he doesn't that he doesn't get get okay အဲ့တော့ဖတ်ကြည့်ပါအောင် he gets a good job he doesn't get a good job he gets a good job he doesn't get a good job he gets a pocket အိမ်မပါ money ဘူးနော် he he does gets pocket money he gets pocket money he doesn't get pocket money he gets to school on time
He doesn't get to school on time. He gets He to gets the he gets to he the gets office. he gets to the office at 8. He doesn't get to get to the office at 8. Okay. He 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 gets gets home. He gets home he early. he gets home he gets home early. He doesn't get home early. Okay. တယောက်ကဟာလေးဆိုလိုက်ပါတော့ He gets angry with me. He gets angry with me. He doesn't get angry with me. Okay. After he walks hard, he gets tired. Okay. နောက်တစ်ခုဆိုလိုက်ပါတော့ He got married. He got married last 3 years. Okay. Heရပြီနော် didn't ဒါကြရင်တော့အမြင်ဆိုရင်တော့ He didn't get he married didn't ပေါ့မှာ get နော် Okay. နောက်တစ်ခုက Please go and get some water. Is ill. You he should said you get the can doctor quickly. ပါပြီနော်